ဒီမှာဒီဘွားလေးကြားကြိုက်တယ် ကျေးဇူးပါရှင့် ကျွန်တော်နာမည်အောင်မြင့်ပါ ကျမနာမည်မေတ္တာပါ မိသားဒီရွှေဆိုင်ရဖျားပွဲကိုနှစ်တိုင်းလာနေကြတယ် ဟုတ်တယ်နေ့တိုင်းလာနေကြလေ ကျွန်တော်တို့နှစ်တိုင်းရောက်ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဖေကရွှေဆိုင်ရဖျားထဲမှာဈေးဆိုင်ဖွင့်ထားတယ်ကျွန်တော်ဈေးကူရောင်းတယ်နေခင်းအားလချင်းဆိုရင်တော့ဖျားထဲမှာဒီနေ့ကောတယောက်ထဲပဲလား ဟုတ်တယ်နေ့တိုင်းရောက်သေးပဲ အမေဒီနေ့တော့ကျွန်တော်အထင်တယောက်ထဲမဟုတ်တော့ဘူးပဲခင်ဗျာလေ ဟမ် မဟုတ်လေကျွန်တော်ပြောချင်တာကဒီနေ့မမေတန်ရဲ့ဘေးမှာကျွန်တော်ကငွေချင်းတယောက်အနေနဲ့ပေါ်တယောက်အနေနဲ့ထိုက်ပြီးစောင့်နေပြီလေ ရပါတယ်မလို့ပါဘူးကျမပါကျမသွားလိုက်ပါမယ်ရှင်ဘာလာလောက်တာလဲ